ရိုနယ်ဒိုရဲ့စူပါကားများနောက်ွယ်ကမမြင်ရတော့ပေးဆက်မှုများပရိသတ်များလုံးမင်္ဂလာပါခင်ဗျာစပေါ့ကဘာ plus ကနေကြိုဆိုလိုက်ပါရစေမနေ့ညကတော့ခရစ္စတီယာနိုရိုနယ်ဒိုကသူ့ရဲ့အမိုက်စားစူပါကားကော်လက်ရှင်ကြီးကိုပရိသတ်တွေရှေ့ကိုချပြလိုက်ပါရစေသူ့ရဲ့ကားကိုယ်တော်ကြီးထဲမှာတမိုးကြီးကားတွေဘယ်နှစီးတောင်ရှိနေမယ်သူကိုယ်တိုင်အထူးခြားမသိတော့တယ်လို့ဘယ်ကားတွေဝယ်စုမိထားတယ်လဲဆိုတော့ကိုယ်တော်မှမမှတ်မိနိုင်တော့လောက်အောင်ကိုများပြားလွန်နေလာပါရစေဒါပေမဲ့ဒီနေ့ကျွန်တော်တို့မျက်မြင်တွေ့နေရတဲ့ဒီလိုခန်းသားတွေအောင်မြင်မှုတွေကတညာရဲနဲ့အလွယ်တကူဖြစ်တည်လာတာတော့မဟုတ်ပါဘူးဒါရိုနယ်ဒိုရဲ့ပြင်းပြတဲ့ဆန္ဒတွေနဲ့မဆုံးမနစ်ကြိုးစားအထောက်မှုတွေကနေထွက်ပေါ်လာတဲ့ရလဒ်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကသူ့ရဲ့တောက်ပနေတဲ့စူပါကားတွေကိုလက်တကူမြင်တွေ့နိုင်ကြပေမဲ့အသက်14နှစ်အရွယ်ကလေးကဒီနေ့အချိန်ထိသူ့ဘလုံးတစ်လုံးနဲ့ဘလောက်တောင်လှုပ်ရှုပ်နေခဲ့မလဲဂျင်ကန်နဲ့မှာဘလောက်တောင်အန်ချီပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကြန့်ခိုင်ဖို့အတွက်ပြုပြင်လေ့ကျင့်နေခဲ့မလဲဆိုတာကိုတော့ဒေချာတွေးမိကြမှာမဟုတ်ပါဘူးဒေချာတစ်ခုကတော့ဒီလိုပြည့်ပြည့်စုံတဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာသွေးချွေးအချိန်မျက်ရည်တွေနဲ့ခံစားချက်ပေါင်း16000ကနေပေါက်ပွားလာတဲ့အသီးပွင့်တွေရှိနေပါသည်ကမ္ဘာအကောင်းဆုံးကစားမတစ်ယောက်ဖြစ်လာဖို့ရိုနယ်ဒိုပေးဆက်ခဲ့ရတဲ့ဒီလိုမယုံနိုင်စရာကြိုးစားမှုတွေကိုကျွန်တော်တို့တွေဘယ်တော့မှအပြေးအဝသိရှိခံစားမြင်တွေ့နိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့မြင်ရတာကအောင်မြင်မှုရဲ့ရေခဲတောင်ထိပ်ဖျားလေးကိုပဲဖြစ်ပါတယ်ကျွန်တော်တို့ရောရိုနယ်ဒိုလောက်ထိမဟုတ်ရင်တော့ရိုနယ်ဒိုကြိုးစားအထောက်တာလောက်ရဲ့နည်းနည်းလေးတောင်မလုံနိုင်ကြဘူးလား